ဆွဲတစ်ခုမှာထူချတဲ့နေလေးတစ်နေ့ရောက်ရှိလို့လားထူချတဲ့နေလေးတစ်နေ့ရောက်ရှိလို့လားနော်လာပွဲထူတဲ့နာမည်လေးနဲ့တူဖြတ်တန်းခဲ့သူဖြတ်တန်းခဲ့တဲ့နှစ်တွေကခုဆို40တိုင်းပြီပေါ့ဖြတ်တန်းခဲ့ရတဲ့လောကရန်လိုင်းတန်ဖို့ကြောင့်ကြမ်းကြမ်းခံရင်အပြုံးမပြတ်ရှေ့ဆက်ခဲ့သူမြတ်တာတရားတွေနဲ့